အားလုံးပဲမင်္ဂလာပါညီကိုဆိုတော့ကျွန်တော်တို့မတွေ့ရအောင်တော်တော်ကြာပြီကျွန်တော်ကတော့ brother တို့တည်တဲ့အတိုင်းကိုနိုင်ဆိုတော့ live ဒီပါလေတော်တော်မလွှင့်ဖြစ်တာကြာပြီကျွန်တော်လည်းမင်းနေကြတဲ့လူတွေလည်းမေးနေမယ်ကျွန်တော် channel တွေကထွက်သွားတဲ့လူတွေတောင်တချို့ကျွန်တော် live မလွှင့်လာတွေပါတယ်ကျွန်တော်တခါလေး profile တွေပါတွေတောင်ပြောင်းလိုက်သေးတယ်ဗျာဆိုတော့ဒီကြတော့ကျွန်တော်နိုင်ငံပွဲကြို3သက်ချက်6ပွဲရမှာကျွန်တော်အကြိုက်ဆုံး brother တို့အတွက် league ကိုကျွန်တော်3သက်ပေးခြင်းနဲ့ဆိုတော့ကျွန်တော်နိုင်ငံပွဲတွေနှုံးကလည်းမနစ်ကလည်းနိုင်ငံပွဲတွေနဲ့ကျွန်တော်နေခဲ့တာနိုင်နေတော့တော့ brother တော့ပြီးဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တစ်ခွဲပွဲဆွစ်ဇာလန်နဲ့ကနေဒါပွဲကနေစမယ်လက်ရှိမှာဆွစ်ဇာလန်ကကနေဒါကိုကျွန်တော် level 30ရှုံးပေးထားပြီးတော့ဂိုးပေါင်းစည်းတန်းမှာ2မိုင်60ဆိုပြီးတော့ကျွန်တော်ပေးထားတယ်ဆိုတော့နှစ်သင်းလုံးခြေရဆိုကျွန်တော်တို့အမှန်တိုင်းပြောရမယ်ဆိုဆွစ်ဇာလန်ကပို့ပြီးတော့ကနေဒါထက်ပို့ပြီးတော့စွမ်းဆောင်ရည်ပိုင်းပို့ပြီးတော့ကောင်းပေမဲ့ကနေဒါကလည်းကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်လန်းသွားပြီးသားဒီဘက်ဆွစ်ဇာလန်လေးနောက်တစ်ဆင့်ကိုတက်လန်းသွားပြီးသားဆိုတော့ဘာမှပြောစရာမရှိဘူးဗျာဆိုတော့ဆွစ်ဇာလန်ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့အိမ်ဝင်းလက်ခံကစားတဲ့ကနေဒါကိုကျွန်တော်တို့ဒီဈေးတန်းကမှန်တယ်လို့ယူဆလို့ရတယ်ဆွစ်ဇာလန်ရဲ့ကစားပုံအရာလည်းဆွစ်ဇာလန်ရဲ့ကစားပုံက4-3-3ကစားပုံမှာတိုက်စစ်ကိုပို့ပြီးတော့ကျွန်တော်အားပြုတ်ပြီးတော့ကွင်းနေရနေကျွန်တော်တို့ခံစစ်ကိုစင်ကူတာမျိုးတွေပုံစံမျိုးကျွန်တော်တို့တန်ပြန်တော့ကောင်းတယ်ဒါပေမဲ့တိုက်စစ်လည်းမစိုးတော့မစိုးဘူးသူကစားပုံအရာသူကလည်းသူနန်တော့ကြည်တဲ့အသင်းပဲဗျာကနေဒါကပထမပွဲမှာကျွန်တော်တို့ဘော့စနီးနီးရတဲ့တည်ကြခဲ့ပေမဲ့ကာတာကိုကျွန်တော်တို့ဂိုးပြက်အနိုင်ယူပြီးတော့အိမ်ဝင်းပရိသတ်တွေရှိမှကျွန်တော်တို့စွမ်းဆောင်ရည်ကောင်းပြထားတယ်ပေါ့ဆိုတော့ကနေဒါရဲ့တိုက်စစ်ကလည်းကျွန်တော်တို့ဆွစ်ဇာလန်ကတံမြတိုက်စစ်ကိုဥတီတဲ့ပုံစံမျိုးကွင်းလဲကနေခန်းသေးစင်းကူတာမျိုးရှိပေမဲ့ဆွစ်ဇာလန်ကလည်းဂိုးပေးနေရတဲ့အနေအထားမျိုးလေးကျွန်တော်တို့တစ်ချက်ရှိတယ်ခန်းသေးကတားပြီးတော့အလုံးပြဆိုတော့လက်ရှိနှစ်ပွဲလုံးမှာသူကျွန်တော်တို့တဘိုးစီပေးခဲ့ရဒီအနေအထားမျိုးကကျွန်တော်တို့ကောင်းတယ်ဆိုတဲ့ခံယူချက်မျိုးရှိတယ်တစ်ဖက်ကကနေဒါတွေးကြည့်ရင်လည်းဒီကျွန်တော်တို့ဒီနှစ်သင်းကအုပ်စုဖို့ဖြစ်ဖို့ပဲကျွန်တော်တို့အများဆုံးမျှော်လင့်ရတော့မှာလက်ရှိတိုက်စစ်ပိုင်းကနှစ်သင်းလုံးကစားပုံကောင်းတယ်4-3-3ပုံစံမှာလည်းကျွန်တော်တို့ဆွစ်ဇာလန်ကအမ်ဘူဘိုလိုကိုပို့ပြီးတော့ကျွန်တော်ဥတီကစားတာမျိုးကျွန်တော်တို့ရှိတယ်ဆိုတော့ညတွေးကြည့်လိုက်ရင်တော့ဒီဘွဲကအနည်းဆုံးကျွန်တော်တို့တစ်ဖက်သွင်းကိုတယောက်တကိုးစီကျွန်တော်တွေးရလိုက်မယ်60ရှုံးနဲ့ကျွန်တော်အပြေသားလို့ပဲကျွန်တော်ထင်တယ်ကျွန်တော်ဆွစ်ဇာလန်ကိုပုံကြိုက်တယ်ပုံစံကြည့်ရလဲကျွန်တော်တို့ကိုရဖို့များတယ်ဆွစ်ဇာလန်ရဲ့လက်ရှိအနေအထားကလည်းကျွန်တော်တို့ကိုရယူနိုင်တဲ့ရှိတယ်ကနေဒါကလည်းဟိုဘက်ကာတာနဲ့ကျွန်တော်တို့ကိုရထားတာဖြစ်လို့အနည်းဆုံးကျွန်တော်တို့နှစ်ကို60ရှုံးနဲ့အပြေသားမြင်ရမယ်ပွဲတစ်ပွဲလို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ဆွစ်ဇာလန်ကိုပေါ်ကိုပို့ပြီးတော့သဘောကျတယ်ဆိုတော့နောက်တစ်ပွဲကကျွန်တော်တို့ထုံးစံအတိုင်းစကော့တလန်နဲ့ဘရာဇီးပွဲတွေကျွန်တော်ပြောဒီဘရာဇီးကပြောရမယ်ဆိုကျွန်တော်တို့ထင်ထားတဲ့ဘရာဇီးလိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဟိုပွဲတုန်းကကျွန်တော်တို့ဟီတီနဲ့ပွဲတုန်းကအကောင်းဆုံးစွမ်းဆောင်ကြီးပြခဲ့တယ်ဒါကိုလည်းကျွန်တော်လက်ခံတယ်တစ်ဖက်ကမော်ရိုကိုနဲ့တွေ့တာဖြစ်လို့မော်ရိုကိုကလည်းလက်ရှိမှာဘရာဇီးတို့အနေထားအရာအသင်းကြီးမဟုတ်ပေမဲ့သူကျွန်တော်2022မှာတတိယထိရထားတဲ့အသင်းပေါ်တူဂီကိုတော့ဖြုတ်ခဲ့တဲ့အသင်းဆိုတော့စွမ်းဆောင်ရည်ပိုင်းကသူတို့ကစိတ်တက်အမြင့်ဆုံးမှာရောက်နေမှာသူတို့ကကျွန်တော်တို့ပြောရမယ်ဆိုရင်ဖြတ်မြင့်အသင်းလိုမျိုးပဲဗျာသိရမလားလူမတင်ထားတဲ့အချိန်မှာဘာလို့ကလုတ်ပြတတ်တယ်ဆိုတော့ဘရာဇီးနဲ့ပွဲမှာလည်းတည်ခက်ခဲ့တယ်ဆိုတော့ဘရာဇီးရဲ့လက်ရှိကျွန်တော်တို့နီးပြအဆလော့တီရဲ့အနေအထားမျိုးရာကျွန်တော်တို့တက်တန်းရင်ကစားသမားတွေအတွေ့အကြုံရှိတဲ့ကစားသမားတွေကိုခေါ်လာခဲ့တယ်လို့ပုံစံမျိုးပဲကျွန်တော်တွေ့ယူရမယ်တစ်ဖက်ကရာဖင်ဟာညာနာသွားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာနေမှာပြန်ပလာနိုင်မလားပေါ့ဆိုတော့သတင်းတွေမှာလည်းတက်နေတယ်နေမှာပြန်ပလာနိုင်မယ့်အနေအထားမျိုးမှာကျွန်တော်ရှိရလက်ရှိဈေးတန်းအရာစကော့တလန်ကိုဘရာဇီးကတစ်လုံး80ရှုံးဆိုပြီးတော့ကျွန်တော်တို့ကြေးပေးထားတယ်ဂိုးပေါင်းဈေးတန်းမှာကျွန်တော်တို့3လုံး80သားဆိုပြီးတော့ကျွန်တော်ကြေးပေးထားတာများတယ်ဆိုတော့ညတွေကြည့်လိုက်မယ်ဆိုစကော့တလန်ပိတ်စော်တဲ့အသင်းဘရာဇီးကဖွင့်စော်တဲ့အသင်းစကော့တလန်ဘရာဇီးကိုတံမြန်မယ်ကျွန်တော်တို့ကစားမှာ4-1-1ပုံစံရပဲကစားမှာဒီနေ့ကျွန်တော်တင်တာ5-3-2လို့ပုံစံမျိုးတောင်ကျွန်တော်တို့စကော့တလန်ထွက်လာမလားပုံစံမျိုးတုတ်သိရမလားစကော့တလန်ကလည်းတကယ်တမ်းပြောရမယ်ဆိုမတိုမီလေးကိုပို့ပြီးတော့ဥတီကစားတာမျိုးတွေရှိတယ်အဲ့လိုမျိုးအသင်းတိုင်းကတယောက်တည်းကိုဥတီကစားတာမျိုးရှိရင်တခါလေးသိရမလားအဆင်မပြေတတ်ဘူးဒါကမ္ဘာဖလားဗျာဘောကမှာကျွန်တော်တို့တွေ့ရမှာဆိုတော့ဘရာဇီးကလည်းတစ်ဖက်ကဗီနီယက်ဂျူနီယာကိုပို့ပြီးတော့ဒီတောင်ပန်ကနေပို့ပြီးတော့အားကိုးတာမျိုးတွေဘာတွေမျိုးလည်းရှိရပဲဒါပေမဲ့ဝိုင်းကစားသမားတွေဖြစ်လို့အတွေ့အကြုံပိုင်းရာဆိုရင်ကျွန်တော်တို့စကော့တလန်ထဘရာဇီးကပိုးတာမှာဗျာစကော့တလန်ကလည်းအခြေတပွဲကနေတက်ခဲ့ရတာဖြစ်ပေမဲ့ပထမပွဲမှာကျွန်တော်တို့ဟီတီကိုနိုင်တယ်ဒါပေမဲ့ဟီတီကိုနိုင်တာဟီတီဆိုတာကတကယ်တမ်းပြောရမယ်ဆိုစကော့တလန်နေနဲ့ဂိုးပြက်ကိုနိုင်နေရမယ်အခြေအနေမျိုးမှာမန်စီလောင်နဲ့ပဲနိုင်တယ်တစ်ဖက်ကကျွန်တော်တို့မော်ရိုကိုနဲ့
ပွဲမှာလည်း1-0ဆိုတဲ့ရလန်နဲ့ရှုံးထားတယ်ဆိုတော့စကော့တလန်ခြေသွမ်းမစိုးဘူးဆိုပေမဲ့မတူမီနေကိုကျွန်တော်တို့ပို့ပြီးတော့ဥတီကစားအမျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲတော့ကျွန်တော်တို့ဘရာဇီးအနည်းဆုံးစကော့တလန်ကိုအနည်းဆုံးကျွန်တော်တို့နှလုံးပြတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်တစ်လုံး80ရှုံးမှာတော့ကျွန်တော်တို့ဈေးတန်းရလဲကြေးဈေးတန်းရလဲအမှန်နဲ့ခြေသွမ်းရလဲကျွန်တော်တို့စကော့တလန်ထက်တာတယ်နောက်ပြီးကြတော့တက်တန်းရင်ကစားသမားတွေနီးပြနေတယ်လဲကွာတာဖြစ်လို့ကျွန်တော်တို့ဘရာဇီးကိုတဲမယ်ဆိုရင်ဇုံပေါ်တော့တဲရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဘရာဇီးဘော်ဒီကိုပေါ်ကျွန်တော်ကြိုက်ပါတယ်ဆိုတော့နောက်တစ်ဝဲကကျွန်တော်ဒွဲကြီးသုံးသက်ပေးမယ်နော်ချက်နဲ့မော်ရိုကိုဆိုတော့လက်ရှိမှာချက်ကမက္ဆီကိုကကျွန်တော်ရေလည်းတေးရှုံးပေးထားပြီးတော့ဂိုးပေါင်းသီးတက်မှာ2-90ရှုံးဆိုပြီးတော့ကျွန်တော်ပေးထားတယ်ချက်ကအမြင့်ဆုံးကျွန်တော်တို့တွေအုပ်စုတတိယအကောင်းဆုံးအုပ်စုတတိယနဲ့ကျွန်တော်မျှော်လင့်ခွင့်ပဲရှိတော့ဒါပေမဲ့ချင်းတလောက်မလွယ်ဘူးမက္ဆီကိုကိုဂိုးပြန်နိုင်မှသူ့အနေနဲ့အကောင်းဆုံးအုပ်စုတတိယလည်းတက်မယ်ဆိုတဲ့အနေအထားမျိုးပါမက္ဆီကိုကြီးကလည်းကျွန်တော်တို့မက္ဆီကိုတော်တော်လေးကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်တောင်ကိုရီးနဲ့ပွဲမှာလည်းကျွန်တော်တို့ခံစစ်ကောင်းလုံးနဲ့ပထမပွဲမှာလည်းကျွန်တော်တို့အာဖရိကကို2-0ဆိုတဲ့ရလနဲ့နိုင်တယ်ခံစစ်ကတကိုးမှပေးကုန်မရှိသေးဘူးဒါပေမဲ့ညတွေးကြည့်လိုက်ဗျာကျွန်တော်တို့ညတွေးကြည့်လိုက်ချက်ကအုပ်စုအကောင်းဆုံးတတိယဖြစ်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်ချက်ထားမှာဗျာဆိုတော့ချက်ရဲ့လက်ရှိကစားပုံကဘလို့မှအားရစရာမရှိဘူးတောင်ကိုရီးယားကိုအသင်းမျိုးကိုတောင်ကိုရီးယားကောင်းတယ်ဆိုပေမဲ့ချက်လို့ကျွန်တော်တို့ဥရောပအကောင်တွေနဲ့ဖွဲ့စည်းထားတာကိုမနိုင်တာဆိုတော့တော်တော်လေးတော့ကျွန်တော်တို့အစင်မပြေဘူးလို့ပြောလို့ရတယ်ဗျာဆိုတော့မက္ဆီကိုကြေးရတော့ကျွန်တော်တို့မှန်တယ်လို့ပြောလို့ရတယ်ချက်အနေနဲ့မက္ဆီကိုစီကမျောလင်းလို့ရတာတည်ပဲရှိမယ်ဆိုတော့ကျွန်တော်ဒီပွဲတော့နှစ်သင်းလုံးကမက္ဆီကိုကလည်းတက်ပြီဆိုတော့နှစ်သင်းလုံးကလည်းတိတ်ပြီးတော့မလွယ်တဲ့အနေအထားမှာမက္ဆီကိုကလည်းခံစီကောင်းတယ်ချက်ကလည်းတံပြန်လောက်ပဲဦးစားပေးမှာဆိုတော့ကြေးရခြေသွမ်းအရာဆိုကျွန်တော်ဂိုးအောက်တော့ပို့ပြီးတော့သဘောကျတယ်ဒီမှာမက္ဆီကိုပွဲတော့ကျွန်တော်ဂိုးအောက်သဘောကျတယ်လက်ရှိ2-90ကြေးမှာကျွန်တော်မက္ဆီကိုဂိုးအောက်တော့ကျွန်တော်ရွေးချင်တယ်ဆိုတော့ကျွန်တော်3 သက်ပေးခဲ့တယ်ဆွစ်ဇာလန်ဂိုးပေါ်နောက်ပြီးကြတော့ကျွန်တော်ဘရာဇီးစုံပေါ်ရဲ့ကျွန်တော်မက္ဆီကိုဂိုးပေါ်ဆိုတော့ဒီလေးပွဲဘလာလို့ဆော့လို့ရပါတယ်ဆိုတော့ကျေးဇူးပါနော်ဆိုတော့ကျွန်တော် Telegram channel လေးလည်းကျွန်တော် join ပေးထားပါအောင်ဆိုတော့ကျွန်တော် comment မှာ link ချပေးထားပါတယ်ကျွန်တော်ဒီအစင်တသားအားပေးနေတဲ့ညီကိုတွေလည်းကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုမတင်တော့တော်တော်ကြာနေပြီကျွန်တော် live တွေပါလည်းမလွှင့်တာလည်းတော်တော်ကြာနေဆိုတော့မစင်ဒီဇိုင်းအားပေးနေတဲ့ညီကိုတွေ Telegram မှာလည်းကျွန်တော်အသေးအမြဲ reaction တွေကျွန်တော် free ပွဲတွေ live ဆော်ပြီးတော့ကျွန်တော် member ပွဲပါလာဝဲကြညီကိုတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီညကတော့ကျွန်တော်လေးကွက်ကြိုက်ပါတယ်ဆိုတော့ဆွစ်ဇာလန်ဂိုးပေါ်ရဲ့ဘရာဇီးစုံပေါ်ရဲ့ဘရာဇီးဘော်ဒီဂိုးပေါ်ရဲ့နောက်ပြီးတော့မက္ဆီကိုဂိုးပေါ်ရဲ့ဆိုတော့အားလုံးပဲစင်ပြေကံဝမ်းကြပါစေနော် Telegram channel မှာလည်းကျွန်တော် free တက်တွေကျွန်တော်ဗီဒီယိုတွေမတင်နိုင်အမှာကျွန်တော်တင်ပေးပါမယ်ဆိုတော့အားလုံးပဲစင်ပြေကံဝမ်းကြပါစေကျွန်တော်အပြည့်ရဲ့ဆိုရင် line and share လေးလည်းလုပ်ပေးကြပါဦးเนาะဆိုတော့ထုံးတဲ့နိုင်ရင်တော့ပြောသလိုမျိုးပဲအားလုံးပဲစင်ပြေကံဝမ်းကြပါစေเนาะ